အားလုံးပဲမင်္ဂလာပါဒီနေ့တစ်ချက်သင်မဲ့သင်ခန်းစာကတော့အခန်း3လေ့ကျင့်ခန်း3.2ကနံပါတ်1နှစ်ပဲဖြစ်ပါတယ်နော်ဒီကြောင့်ဒီမှာဘာတွေစီရမလဲဆိုရင်မိုနိုမီယာတွေပေးထားတယ်အဲ့ဒါတို့အဆင့်လိုက်ကြီးသင်ခန်းလိုက်တွေစီမယ်နော်နံပါတ်1ကသူကဘာပြောထားလဲဆိုတော့အောက်ပါမိုနိုမီယာများကို၎င်းတို့ရဲ့အဆင့်အလိုက်ကြီးသင်ခန်းလိုက်စီပေးပါနော်ဆိုရှေ့အခန်းမှာလည်းသင်ခန်းဥပါတယ်ဒီထက်ကြီးသင်ခန်းလိုက်ဆိုတာကသူအဆင့်ဆိုတာကဆိုတော့သူတို့ရဲ့ပေးထားတဲ့ထက်ညွှန်းအဆင့်ကိုပြောတာပါနော်ကြီးသင်ခန်းလိုက်စီပါဆိုရင်ထက်ညွှန်းကြီးဆုံးကိုကျွန်တော်အခြေဆုံးမှာထားမယ်နော်ပြကြလို့ဒီစင်းနော်ငယ်ကိုသွားမှာပေါ့နော်ကြီးရငယ်ရကိုသွားမှာဖြစ်ပါတယ်အဲ့ဒါရင်မိုနိုမီယာများကိုအစင်းလိုက်ကြီးစင်ငယ်လိုက်စီလိုက်မယ်စီတဲ့အခါမှာဒီထဲမှာဆိုရင်အကြီးဆုံးကဘယ်ဖြစ်မလဲဆိုရင်8 power 11 8 power 11နဲ့တွဲနေတာက3 by 17 8 power 11ပဲဖြစ်ပါတယ်နောက်ပြီးကျရင်သူ့ရဲ့နောက်မှာကနောက်တဲ့8 to the power 7ပေါ့နော်အဲ့ဒါသူ့ရဲ့အရှိအမြောက်ပေါ်ကင်းက6 by 1.5 8 to the power 7မှာခုနတက်ပြီးတော့ကျွန်တော်9တက်8 9တက်ကroot 2 8 to the power 5ဟုတ်ပြီနော်အငယ်ဆုံးကဘာဖြစ်မလဲဆိုအငယ်ဆုံးက1 by 3 8 to the power 4ဆိုပြီးတော့ကျွန်တော်ကကြီးစင်ငယ်လိုက်စီလိုက်လို့ရှိရင်ရပါတယ်နောက်တစ်ခုကနံပါတ်2ပါအောက်ပါပိုနိုမီယာတွဲများကိုပေါင်းပါရနော်နံပါတ်ကကြီးက6 by 5 8 minus 2 by root 7 x square plus 1 by 3 8 2ဆိုတာအရှိရတစ်ခုပေါ့နော်အဲ့တစ်ခုနဲ့နောက်ကတစ်ခုကroot 5 plus 1 by 3 8 square minus 1 by 2 8 2ဆိုပြီးတော့ကျွန်တော်နှစ်ခုရှိတယ်အဲ့အကိန်းတွဲနှစ်ခုကိုကျွန်တော်ဘာလုပ်ပြရမလဲဆိုရင်ပေါင်းပြရမယ်နော်ကဲပေါင်းမယ်ဆိုရင်ပထမဆုံးကျွန်တော်တို့ကမျိုးတူတာရင်ဆုံးစုမယ်ပေါ့နော်မျိုးတူတာကိုစုတဲ့အခါမှာကျွန်တော်တို့ဒီမှာနော် root 5ကတစ်လုံးနဲ့ရှိရဲဒါမှမဟုတ်ကျွန်တော်တို့အကဲမှာပါရကိန်းကတစ်လုံးနဲ့ရှိရဲ root 5နော်ဒါဆိုရင်ကျွန်တော်တို့ပြန်တစ်ထပ်ကိန်းကိုသွားမယ်တစ်ထပ်ကိန်းကလည်းတစ်ခုပဲရှိရဲ6 by 5 8ပေါ့နော်အဲ့ဒါတစ်ထပ်ပဲရှိရပါတော့နောက်တစ်ခုကကျတော့ကျွန်တော်နှစ်ထပ်ကိန်းကကျဘာရှိလဲဆိုတော့ minus 2 by root 7 x square plus 1 by 3 x square ပေါ့နော်ဟုတ်ပြီနောက်တစ်ခုကကျတော့ကျွန်တော်တို့ကနှစ်ထပ်ပြီးတော့3ထပ်ပေါ့နော်3ထပ်ကကျတော့1 by 3 x 2နဲ့minus 1 by 2 x 2ဆိုပြီးတော့နှစ်ခုရှိတယ်ဟုတ်နော်ကြည့်လာလို့ရှိရင်ကျတော့ဒါပဲပေါ့နော်ပြီးသွားပြီကျန်တဲ့အထက်တွေထက်ညွှန်းနေရတော့မရှိတော့ဘူးနော်ဒါဆိုရင် root 5ကလည်းတစ်ခုတည်းဆိုတော့ကျတော့ဒီတိုင်းပဲထားမယ်6 by 5 x ကလည်းသူကကနန်းတစ်လုံးနဲ့ရှိတဲ့အတွက်ဒီတိုင်းပဲထားမယ်ဒီလိုခွေးနဲ့မှာရှိတဲ့ဒီပိုင်းခြေပေါ့နော်ဒီခွေးနဲ့မှာဒီအိတ်နှစ်ထက်ရဲ့ပေါင်းထားတဲ့ဟာရဲ့နောက်ကအိတ်3တက်ရဲ့အဲ့ဒါကိုပဲကျွန်တော်ခွေးနဲ့မှာထည့်ထားတဲ့ဂိမ်းတွေပဲဖြည့်ရှင်းရမှာဖြစ်ပါတယ်ဒါဆိုရင်ပထမဆုံးကျွန်တော်တို့ကရှေ့ရခွေးမှာနော် -2 by root 7 plus 1 by 3ဆိုတော့ x square ကိုပြင်ပုံထုတ်လိုက်မယ်နောက်ကဂိမ်းရတဲ့အတိုင်းပဲ1 by 3နဲ့ 1.2 ကိုခွေးနဲ့မှာထည့်ပြီးတော့ h2 ဆိုပြီးတော့ပြင်ဘက်ကိုထုတ်လိုက်မယ်နော်ဒါဆိုရင်ရှေ့ရဂိမ်းလုံးကတော့ဒီလိုမရှင်းရတဲ့အတွက်ဒီတိုင်းပဲထားမယ်ဒီ green ကိုရှင်းမယ်green ကိုရှင်းတဲ့ဆံမှာပိုင်းခြေကကျွန်တော် root 7ဖြစ်နေတယ် ER ချင်းတယ်မဖြစ်အောင်ဖြစ်တယ် root 7ကိုပြအောင်လို့ root 7 by root 7နဲ့မြောက်ပေးရပါတယ်ဒါဆိုရင်2 by root 7ကိုကျွန်တော်တို့root 7နဲ့ root 7နဲ့မြောက်ရင်မြောက်ပေးလိုက်မယ်နောက်ကကိန်းကိုကြာအောင်ကျွန်မဘာလုပ်ရမလဲဆိုလို့ရှိရင်ပိုင်းခြေညှိဖို့အတွက်3ကို9နဲ့မြောက်မယ်9ကို3နဲ့မြောက်မယ်ပိုင်းခြေကို9နဲ့မြောက်ရင်ပိုင်းဝေကိုလည်း9နဲ့မြောက်မယ်ပိုင်းခြေကို3နဲ့မြောက်ရင်ပိုင်းဝေကိုလည်း3နဲ့မြောက်အဲ့ဒီမှာကြည့်အရှိရကင်းတော့ဒီရမဲ့ပြင်ရေးမယ်ဒီမှာ root 7နဲ့ root 7နဲ့ပြတော့7ရပြီးတော့2နဲ့ root 7နဲ့ပြတော့2 root 7ရပါတယ်2 root 7နောက်က plus 1 by 3ရတော့ဒီရမယ် a square ရတော့ဒီတိုင်းပဲပေါ့နော်ဒီအနောက်ကဂိမ်းမှာကျတော့ကျွန်တော်တို့က9ကို3နဲ့ပြတော့9 3 15ပိုင်းဝေကို9နဲ့ပြတော့9 တလီ9ပိုင်းချိန်မှာလည်းအတိုင်းပဲ9ကို3နဲ့ပြတော့3 9 15ပိုင်းဝေမှာကျတော့3 6 18နော်ဟုတ်ရင်ကျွန်တော်ကဲအဲ့ဒါဒီမှာကဒီလိုနော်ပိုင်းခြေက root 7ဖြစ်သွားပြီဟောဒီမှာနော်ဒီဟာကိုအရင်သွားမယ်ပေါ့နော်ပိုင်းခြေက root 7ဖြစ်သွားပြီပိုင်းဝေက2 root 7ပိုင်းခြေက1 by 3အဲ့ဒါကျိုးအပိုင်းခြေနှစ်ခုကိုလည်းပိုင်းခြေညှိရမယ်ပိုင်းခြေညှိတဲ့အခါမှာကျတို့9ကို3နဲ့မြောက်ရင်3ကို9နဲ့မြောက်မယ်နော်ပိုင်းဝေကိုပိုင်းခြေကို3နဲ့မြောက်ရင်ပိုင်းဝေကိုလည်း3နဲ့မြောက်မယ်ပိုင်းခြေကို9နဲ့မြောက်ရင်ပိုင်းဝေလည်း9နဲ့မြောက်မယ်နောက်ကကိန်းကကျတော့တစ်စင်မှာလည်းမြောက်ပြီးသားဆိုတော့ကျွန်တော်မြောက်ပြီးရေးလိုက်ရုံပေါ့နော်3 9 15 9 တလီ9 9 3 15 6 3 18နော်ဒါဆိုရင်ရှေ့ရခွင်းရတော့ပိုင်းခြေက9 3 21ဖြစ်မယ်နော်2 root 7နဲ့3နဲ့မြောက်ရင်တော့6 root 7ရမယ်နော်1နဲ့7နဲ့မြောက်တော့7ရပါတယ်အဲ့တော့6 root 7 by 21 7 by နော်21 8 square ပေါ့နော်နောက်ကကိန်းကကျတော့ခုနကပိုင်းခြေ15ဖြစ်တယ်ပိုင်းခြေ3နဲ့ပိုင်းခြေရဲ့15ဖြစ်သွားပြီပိုင်းဝေကို
9နဲ့မြတ်တော့9ရတယ်ပိုင်းကို3နဲ့မြတ်တော့18ရတယ်ပေါ့နော်ဒီဒါဆိုရှင်စတို့ပိုင်းကြီးကတူသွားပြီတူသွားတော့ပိုင်းကြီးက21 minus 0.7 plus 7ပေါ့နော်နောက်ကပိုင်းကြီးရတဲ့အတိုင်းပဲပိုင်းကြီး15ဖြစ်တာကြီး minus 18 5နဲ့ကိုကျွန်မဘာလို့ကောက်မှာဆိုရင်နော်သူကအနှုတ်အရှိအနှုတ်ဖြစ်တဲ့အတွက်နှုတ်ပေးရမှာပေါ့နော်9နဲ့17နဲ့လက္ခဏာမျိုးတော့နှုတ်ပေးရပါမယ်ဒါပြင် 0.7 နဲ့ plus 7နဲ့ကြာချို့နော်သူကတွက်လို့မရဘူးမရအတွက်ကျွန်တော် plus 7ကိုရှိမှထားမယ် minus ဒီစင်ကိုထားလိုက်မယ်နောက်ဆုံးတစ်စင်ကိုသွားမယ်နောက်ဆုံးစင်ကနှုတ်လိုက်တဲ့အခါမှာပိုင်းကြီးရ15 minus 18နဲ့5နဲ့ဆိုတော့ minus 13ပေါ့နော်ဒီအဲ့ဒါနောက်တစ်စင်မှာမှကျတို့ဘာလို့ကမလဲဆိုလို့ရှိရင် plus 7ကိုရှေ့ပို့ပြီးတော့ minus 7ကိုကျွန်တော်အရှိမအနှုတ်ထားခြင်းတဲ့အတွက်ရိုက်ထားလိုက်မယ်ထားပြီးတော့ဒီ minus 13ကိုလည်းချိန်ဖို့အရှိအပေါင်းနဲ့ဆိုတော့ minus 13 by 15ပေါ့နော်အနှုတ်နဲ့ပေါင်းနေဆိုတော့အနှုတ်ဖြစ်သွားမယ်82နော်ပြောပါပြီဒါကနံပါတ်ခါဝေးပါ minus 1 by 7y plus 2 by root 7y square plus root 11 y to the power 4ဒါ8 minus y 11 y to the power 11 minus 1 by root 7y square ပေါ့အဲ့ဒါဆိုကျွန်တော်တို့ကဒီနှစ်ခုကိုဘာလို့ပြရမှာလဲပေါင်းပြရမှာနော်နှစ်ခုလုံးဝင်ထည့်လိုက်မယ်ဒီကိန်းနှစ်ခုကိုပေါင်းပြရမယ်ပေါင်းပြီးတဲ့အခါမှာကျွန်တော်ဘာလုပ်မလဲတူရစုမယ်ပေါ့နော်တူရစုမယ်ဆိုတော့ပထမဆုံးကျွန်တော်တို့ကအခင်းရမပါတဲ့ကိန်းရပါတော့8လုံးပဲရှိတော့8လုံးနဲ့ကိုရေးလိုက်မယ်နောက်က y တစ်ထက်ကလည်းတစ်ခုပဲပါတယ် -1 by 7y ပေါ့နော်ပြီးကြရင်နှစ်ထပ်ကိုသွားမယ်နှစ်ထက်ကဘာပါလဲဆိုရင်2 root 7y square plus 1 by root 7y square ဆိုပြီးတော့ပါတယ်နှစ်ထပ်ပေါ့နော်ဆိုတော့3ထက်ကမပါဘူး3ထပ်မပါဘူးကျွန်တော်4ထပ်ပါတယ်7ထပ်ပါတယ်သူတို့တွေကလည်းတစ်ခုချင်းစီပဲရှိတဲ့အတွက်ကျွန်တော်တို့ကခွင်းကတ်ကြရမလို့တစ်ခုချင်းစီရေးလိုက်မယ်နော် plus root 11 y to the power 4 minus y 11ပေါ့နော်အဲ့ဒါမှရေးလိုက်မယ်ရေးပြီးတဲ့အခါမှာကျွန်တော်နော်နောက်တစ်ခုကကျတော့ကျွန်တော် x minus 1 by 7y ကိုတော့ရိုင်းမဲထားလိမ့်မယ်အဲခွင်းထဲမှာကျွန်တော်ပိုင်းကြီးရညီရယ် root 7နဲ့ root 7နဲ့ညီဝါဖြစ်တဲ့ညီတဲ့အတွက်နော် root 7ဟိုက2နဲ့1နဲ့ပေါင်းတော့3ပေါ့နော်ဟောဒီမှာကျွန်တော်တို့ y square တွေကိုအပြင်ပုံထုတ်အောင်ပါပေါ့နော်2 by root 7 plus 1 by root 7ပြီးတော့မှ y square ပေါ့နောက်ကကြရတော့ဒီအမှပြန်ရေးမယ် plus 11 y to the power 4 minus y 11ပေါ့နော် y to the power 11ဒါဆိုလို့ရှိရင်ကျတော့နော်ဘာလို့ရပြီလဲဆိုရင်ပိုင်းကြီးတူသွားပြီနော်ပိုင်းကြီးမညစ်ပြင်ရှယ်ဘာလို့ကနော်ပိုင်းကြီးတူသွားပြီဆိုတော့ကျွန်တော်ပိုင်းကြီးရပါတော့ root 7ပေါ့ပိုင်းကြီးက root 7ပိုင်းဝင်ရတော့2နဲ့1နဲ့ပေါင်းတော့3ဒီပိုင်းကြီးမှာ root 7မရှိစေချင်တဲ့အတွက်ကျွန်တော်တို့ကပိုင်းဝင်တဲ့ပိုင်းကြီးကို root 7 by root 7နဲ့နှောက်လိုက်မယ်နောက်ကကြရတော့ဒီတိုင်းပဲပုံလုံးချေကိုပြင်ရင်းပေါ့နော် root 11 y to the power 4 minus y to the power 11ဒါပြင်ကျွန်တော်ရှေ့ရကြရတော့ဒီတိုင်းပဲပြင်ရေးလိုက်မယ်1 by 7 1 by 7y နော်ဒီမှာ root 7နဲ့ root 7နဲ့ညတော့ပိုင်းချိန်မှာက root 7ဖြစ်မယ်ပိုင်းဝေမှာက3နဲ့ root 7နဲ့ညတော့3 root 7ပေါ့နော်နောက်တော့ကြရတော့ကျွန်တော်ဒီတိုင်းပဲပြင်ရေးရမှာဒါပြင်အဖြစ်က x minus 1 by 7y plus 3 root 7 by 7y square plus root 11 y to the power 4 minus y to the power 11တလုံးနဲ့ပဲတော့ဒီထန်ညွှန်းတူတဲ့ကတလုံးနဲ့ပဲပါလို့ရှင်းစရာမလိုဒီတိုင်းပဲရေးပေးလိုက်လို့ရပါတယ်ဟုတ်ပြီနော်အဲ့ဒီလိုမျိုးကိန်းတူတဲ့ဟာတွေဆိုလို့ရှိရင်တော့ဒီတော့ဝင်ခတ်ပြီးတော့မျိုးတူစုပြီးတော့ရှင်းပေးရတာဖြစ်ပါတယ်ဟုတ်ပြီနော်ဒါကတော့လေ့ကျင့်ခန်း3နံပါတ်2ကနံပါတ်1ကနေ2စီပဲဖြစ်ပါတယ်အဆုံးကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာလည်းပြန်လည်ဆုံတွေ့ကြပါမယ်ရှင်